လက်ပြန်တဲ့ငွေရချမ်းသာကြီးတဲ့တဲ့ငွေတွေမနှက်ပြန်ကမာကနှက်ခတ်နဲ့ဆန်းရှင်တယ်စင်နှက်ခတ်လို့ခေါ်တယ်ကျွဲဝါချင်းချမ်းသာချင်းဟိုတကိုးစွမ်းရည်နေတဲ့ရာဇဓာတ်ကိုဖော်ဆောင်နဲ့နှက်ခတ်ဖြစ်တယ်အဲ့တော့မနှက်ပြန်ကလူတိုင်းချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့အာမင်ခြင်းနဲ့ငွေတွေရွှင်ခြင်းနဲ့သူကကျွဲဝါချင်းနဲ့ဘယ်လိုခေါ်မလဲဩဇာအာဏာထက်မြက်ခြင်းနဲ့ဘယ်လိုခေါ်မလဲဘုံတကိုးထွန်းတောက်ခြင်းဆိုတဲ့နှက်ခတ်ဖြစ်တဲ့အတွက်အဲ့ဒီနှက်ခတ်ရဲ့အစွမ်းတကိုးကိုရယူခြင်းတဲ့သူတွေကမနှက်ပြန်ဘာလို့ကမလဲဆိုချိုသောမုတ်တွေအလိပြုရမှာအင်ယာပြားမှာချိုသောစွန်းတမင်းမျိုးလှူလဲရတယ်ထမင်းပေါ်မှာတရားလေးဖြူပြီးတော့တရားစွန်းလှူလဲရတယ်နော်တရားမှာရင်းဆိုင်အောင်လို့ချမ်းသာဒုက္ခတွေရရှိအောင်လို့နော်အဲ့တော့တရားစွန်းလှူလဲရတယ်ကလေးတွေကိုချိုးချင်းတွေချိုးတဲ့မုတ်တွေကျွေးလဲရတယ်ချိုးတဲ့အေးလို့ဖြော်ရည်လို့နော်ဖះကိုတော်လာကောင်းနော်ဖုံးတကာကိုတော်လာကောင်းတက်ကြီးတွေကိုတော်လာကောင်းကလေးတကယ်ကိုတော်လာကောင်းအလိပြုမယ်ဆိုရတယ်ဘာမှဖြစ်ဘူးတာအဓိကတော့ချိုးတဲ့ပစ္စည်းချိုးတဲ့မုတ်ပေါ့ချိုးတဲ့အာဟာရတစ်ခုနော်ဒါနပြုရမယ်နော်အဲ့တော့အဲ့လိုမျိုးမနှက်ဖြန်တတိုင်းဝင်တွေကချိုးတဲ့အစားအစာတစ်ခုကိုဖျားပဲလှူအစင်ပြေတဲ့သူကိုပဲလှူဒါနပြုလိုက်ပြီဆိုရင်ရပြီနော်ဒါနပြုပြီးတော့လှူဒန်းပေးကမ်းလိုက်ပြီဆိုရင်မျှဖြစ်မာကနှက်ခရဲ့အကျိုးကျေးဇူးကိုကောင်းမွန်စွာခံစားရမယ်မနေ့ကတတိုင်းဝင်တွေက26ရက်နေကြမယ်မာကနှက်ခရဲ့အကျိုးကျေးဇူးခံစားရမယ်နေဖြစ်တဲ့အတွက်ဟိုစင်နှက်ခဖြစ်တော့သူကကျွေဝါချင်းတဲ့တွေကိုဖော်ဆောင်မှာအဲ့တော့လှူလိုက်ရုံနဲ့ရပြီလှူလိုက်တာနဲ့ဒီနက်ခတ်နဲ့ပတ်သက်တဲ့ကောင်းကျိုးများစွာခံစားရရှိပြီးတော့ကျွေဝါချင်းနဲ့အာမြင်ချင်းချမ်းသာခြင်းဒုက္ခနော်ဟိုအာမြင်ချင်းကျွေဝါချင်းတွေကိုမှအသီးသီးအကျိုးကျေးဇူးတွေအထူးခံစားရမယ်ဟိုနက်ခတ်ဖြစ်တဲ့အတွက်လှူပြအောင်လှူကြပါတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ